ရခိုင်ကတောင်ဘက်အစွန်ဆုံးကွာမြို့နယ်မှာကောက်ရတဲ့ RPG ဘုံသီးတစ်လုံးကိုခလေးတွေကစားရကနေပောက်ကွဲမှုဖြစ်ပြီးတယောက်သေဆုံးက2ယောက်ဒဏ်ရာရရှိသွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သေဆုံးသွားတဲ့ခလေးဟာကွာမြို့နယ်ကရီရှိုင်ရွာကမောင်ဝေရန်လင်း12နှစ်ဖြစ်ပြီးဒဏ်ရာရရှိသွားသူ2ယောက်ကတော့မောင်ကျော်ကို12နှစ်နဲ့မောင်ထွန်းလင်းနိုင်17နှစ်တို့ဖြစ်ကြပါတယ်။ဒီခလေး3ယောက်ဟာမတ်လ10ရက်နေ့မွန်လယ်2နာရီအချိန်လောက်မှာကရီရှိုင်ရွာအနီးပင်လယ်ကမ်းခြေကနေစစ်ကြံ RPG ဘုံသီးတစ်လုံးကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်ပိုင်း RPG ဘုံသီးနဲ့ကစားရကနေပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ RPG ဘုံသီးပောက်ကွဲမှုကြောင့်မောင်ဝေရင်လင်းကအဲ့ဒီနေရာမှာပဲပွေးရှင်းပြီးသေဆုံးသွားခဲ့ရတယ်လို့ဆိုပါတယ်။နောက်ထပ်ကလေး2ယောက်ဖြစ်တဲ့မောင်ကျော်ကိုနဲ့ထွန်းလင်းနိုင်တို့မှာခန္ဓာကိုယ်အနက်ဒဏ်ရာတွေရရှိသွားခဲ့ပြီးလက်ရှိမှာအရေးပေါ်ဆေးဝါးကုသမှုခံယူနေရတယ်လို့သိရပါတယ်ရှင်။